မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်မူလီဝတ္တသတင်းကန်တာကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ9ရက်နေ့ဖြစ်ပြီးအခုတင်ဆက်ပေးမှာကတော့ည9နာရီအချိန်ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်အပြင်မှာလည်းယာဒီဥတို့ကတော်တော်လေးအပြောင်းလဲမြန်နေလာမို့လို့ကျွန်တော်တို့တမိသားစုလုံးအတွက်ကြိုတင်ပြင်ဆင်နိုင်မှုဒီနေ့ရဲ့မိုးလေဝသအခြေအနေတွေကိုအခုပဲစတင်လိုက်ရအောင်ဗျာပထမဆုံးမနက်ဖြန်မွန်းတက်တဲ့ငခီခန့်မှန်းချက်လေးကိုကြည့်ရအောင်ပါရန်ကုန်ပဲခူးနဲ့အေယာဝတီတိုင်းတို့မှာတော့တင်အတင်ဖြစ်ထွန်းနိုင်ပါတယ်ဒါပေမဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာတော့နေရာစိတ်မိုးရွာနိုင်ပြီးမန္တလေးစစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကျဲကြံတဲ့တိုင်းနယ်ပြည်နယ်တွေမှာတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်မိုးရွာနိုင်ခြေကတော့80%အထိရှိနေတယ်နော်အထူးသတိထားရမှာကတော့မိုးတိမ်တောက်ဒီအခြေအနေပါပဲနေပြီးတော့မန္တလေးမကွေးစစ်ကိုင်းတနင်္သာရီကချင်ချင်းရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပါတယ်ဒီတိမ်တောင်တွေရွေလျားရာလမ်းကြောင်းတစ်ဆောင်မှာလေပြင်းတိုက်တာမိုးထချုံတာမိုးထီးကျွေးတာနဲ့လျှက်စီးလက်တာမျိုးတွေဖြစ်နိုင်လို့မိဘပြည်သူများအနေနဲ့အထူးသတိပြုကြဖို့တိုက်တွန်းပါရစေပင်လယ်ပင်ခရီးသွားလာမဲ့လုပ်ငန်းရှင်တွေနဲ့ငါးဖမ်းရေးလုပ်သားတွေအတွက်ပြောရရင်တော့မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနှဲငယ်ကနေအသင့်ရှိပါမယ်။လှိုင်းအမြင့်ကတော့4ပေကနေ6ပေခန့်အထိရှိနိုင်တယ်လို့သိရပါတယ်။ဘင်္ဂလားအော်အလဲပိုင်းမှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးတောင်ပိုင်းမှာတော့တိမ်အသင့်ကနေတိမ်ထူထပ်နေပါတယ်ခင်ဗျာ။မြို့ကြီးတို့ရဲ့အခြေအနေကိုအမြန်ကြည့်ရအောင်ပါ။နေပြည်တော်နဲ့မန္တလေးမှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရာနှုန်း60ကနေ80အထိရှိနေပါတယ်။ရန်ကုန်မြို့အထွတ်ကတော့တိမ်အသင့်ပဲထစ်ထောင်းမှဖြစ်လို့မိုးရွာဖို့အခွင့်အလမ်းနည်းပါသေးတယ်။ရှေ့လာမယ့်နေ့ရက်အတွင်းမှာလည်းနေပြည်တော်မန္တလေးစစ်ကိုင်းအထက်ပိုင်းတနင်္သာရီကချင်ကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမှနေရာကျဲမိုးဆက်လက်ရွာသွန်းနိုင်ပါသေးတယ်။ကဲရာသီဥတုကအပြောင်းလဲမြန်နေတဲ့အချိန်ဖြစ်လို့အားလုံးပဲကျမ်းမာရေးဂရုစိုက်ကြပါလို့ဆန္ဒပြုရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုဒီမှာပဲနေကုန်းချိုပါရစေ။အခုလိုနောက်ဆုံးရမိုးလေဝသသတင်းလေးကိုနေ့စဉ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။